ရှင်းလိုက်တာဟာတကယ်ကြီးဘယ်ကရောက်နေရတော့ ခုမှရောက်လာလေဒီနေ့ မလေးရော့နင်တို့တော့ငါမြင်းခွာတုတ်ထားတာရော့ တွေ့လာ ဟဲ့ရော့ နေနော် အေးဟုတ်တယ် အဲငါတို့ကော်ဖီရက်တယ်နင်းသိရတယ်နင်းကော်ဖီလည်းမထော်ထားဘူး မလေးဖြော့ထားရဲ့ဒီမှာနင်တို့လာမအောင်ကြိုသိနေလို့လေငေါ့ဒီဟွာလေးပေးအောင်နာနင်တို့ဒီရပဲစားလိုက်တော့နော် โอเคနဲ့ပါသားပါလို့ ရပါ ကြောင်ပြီးတော့နော်အကျိုးရရှိ ခါဆောင်မယ် မင်းရလေကွာ အိုးကော်ဖီလေးရ ငါမောက်ကြကုန်ပြီ ငါစားလက်စားနေပါငါနင်တို့စားလက်စားကြွရမအောင်နော် အေးတခါရောက်မယ် ရော့ ဒီတစ်ခွက်လောက်တော့ ဒီကဒီဘွဲဘယ်လောက်တော့ တထောင်လေးဒါပေမဲ့နင်တို့မပေးပါနဲ့တော့အေးတငယ်ချင်းချင်းချင်းကို ဖြစ်ပါဦးပေးကိုပေးရမယ် ဟာရရဲတငယ်ချင်းချင်းချင်းကိုဟဲနင်တို့ဝေးရလေဒီမှာခဏဟောစင်းတော့လာအောင်နော် ငါတော့မလို့လောကရှိတဲ့နင်းဟာလေခဏခဏတော့ငါမတော့ရတော့လားအပူရာရှောက်ချက်သွားပဲ အာ ကောင်းတယ်ကောင်းတယ် ဟုတ်လေ ကောင်းတယ်နော်ဒီမှာငါဖျားပန်းဦးလေးပါ ဟာဖះမန်းကိုဒီပေါ်တင်လိုက် မင်းရ ပြန်တော့လာရှောက်မလို့နဲ့ ရှာမဝါโอ้ยင်းနေခရအိုးလေးပါဒီမှာ အောက်ပါရဲ့ခင်ဗျာဒါဆိုရင်တော့ပတ်2ကိုစောင့်မျှော်ကြပါဘိုင်ဘိုင် please like and subscribe please bye bye